င်္ဂလာပါကျွန်တော် David ပါ MMA မြန်မာနဲ့ကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ရဲ့ heavyweight ရဲ့ champion ကြီး Jon Jones အနားယူသွားပါပြီ Jon Jones အနားယူသွားတယ်ဆိုတဲ့အကြောင်းကိုတေးနာဝက်ကအခုလိုမျိုးပြောပြသွားတာပါ Jon Jones called us last night and retired. Jon Jones is officially retired. Tom Aspinall is the heavyweight champion of the UFC. ဆိုတော့ကျွန်တော် Jon Jones က Tom Aspinall နဲ့ပွဲကိုသူရှောင်းနေတယ်ဆိုပြီးတော့မှအားလုံးပြောကြတယ်ပေါ့နော်တောက်လျှောက်အဲ့ဒါအားလုံးလည်းကြားကြပြီပွဲပဲတော့များဖြစ်မလဲပတ်စံလဲတန်း30 down နဲ့15တန်းလောက် down နဲ့ဆိုပြီးတော့မှသတင်းတွေလည်းကြားရတယ်ဟိုပတ်စံများရရင်တော့ Jon Jones ကထိုးမဲ့ပုံစံမျိုးနဲ့ပြောတယ်ပေါ့နော်ဒါပေမဲ့ကြားထဲမှာအခုကလည်းအစားတော့တင်းနာ white ကလည်းအားလုံးသိတဲ့အတိုင်းပဲ Jon Jones ကိုသူခါပါလုပ်ပေးတယ် Jon Jones ဖက်ကကြီးပဲဒါပေမဲ့အခုနောက်ပိုင်းကျတော့လွန်ခဲ့တဲ့2လ3လအတွင်းကျတော့တင်းနာ white ကလည်း Jon Jones ကိုဖိအားပေးလာတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ Tom Aspinall ကသူ့ရဲ့ interim ခပတ်ကိုကာကွယ်ဖို့ဖြစ်လာတယ်ဆိုတော့အတိတ်ပဲမရှိဘူးပေါ့နော်ဘာဖြစ် interim ခပတ်နဲ့ဒီ heavyweight ခပတ်နဲ့ဟိုပါ undisputed ဒီခပတ်ကို champion ခပတ်ကိုပြန်ပေါင်းဖို့လိုကိုလိုတယ်ဆိုပြီးတော့ဖြစ်လာတော့ခါကြတော့အခုကဟို Dana White ကလည်းဖိအားပေးတာပေါ့ပရိသတ်တွေရဲ့ဖိအားပေးတာလည်းပါပါတယ်ဆိုတော့ Jon Jones ကတကယ်တော့အသက်39ပြီးတော့ race လည်းအများများတယ်ကျွန်တော်အမြင်တော့တကယ်ထိုးမယ်ဆိုရင် Jon Jones နိုင်ချီတီလည်းအများကြီးရှိတယ်ဒါပေမဲ့ Jon Jones အတွက်တော့ under တော့အများများမယ်ဟိုတကယ်လို့ Jon Jones တာငယ်သေးတယ်32 33အဲ့လိုမျိုးဆိုလို့ရှိရင်တော့ Jon Jones နိုင်မှာသိကြတယ် Jon Jones က champion ဖြစ်တာအားလုံးမှတ်မိမယ်23နှစ်အရွယ်ကလေးက champion ဖြစ်လာတာဆိုတဲ့အခါကျတော့တကယ်ဆိုလို့ရှိရင် Jon Jones အရွယ်ကောင်းဆိုရင်တော့ဒါသူနိုင်မှာပဲသိချတယ်ပြောစရာမလိုဘူးဒါပေမဲ့အခုအသက်အရွယ်မှာအခုအနေထားနဲ့ Tom Aspinall ကြတော့လုံးဝအရွယ်ကောင်းလုံးဖြစ်တဲ့အခါကျတော့ Jon Jones အတွက်ကတကယ်ကိုသူ့ရဲ့ရှုံးပွဲမရှိစံချိန်ကိုဟိုလက်လွှတ်ရဖို့တကယ်ဟို under ပေးနိုင်တဲ့တိုင်ဖက်ဖြစ်နေလို့ဒါသူ့အနေနဲ့အချိန်စဉ်းစားပြီးတော့မှ okay ပိုက်ဆံလည်းတောင်းတလောက်မရဘူးဆိုလို့ရှိရင်တော့ဟိုမထိုးတော့ဘူးဆိုပြီးဆုံးဖြတ်လိုက်ပုံရပါတယ်ကျွန်တော်အမြင်တော့ဒီ Dana White တို့ကလည်း73တန်း15တန်းလောက်ကိုမပေးဘူးနဲ့တူတယ်ကျွန်တော်ထင်တယ်4-5တန်းလောက်ပဲသူတို့ပေးလိမ့်မယ်ထိုးကြီးပေါ့နော်ဆိုတော့ဟိုJon Jones ကအဲ့လောက်ဆိုရင်တော့မထူးဘူးဆိုပြီးတော့မှဆုံးဖြတ်လိုက်ပုံရပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်တကယ်အနားယူသွားတာလားတော့ကျွန်တော်တော့သိမတင်ကြဘူးတကယ်လို့ဒါဟိုဂျေးကောင်းတယ်ဒါမှမဟုတ်လဲသူခဏနားပြီးတော့4-5-6လကြာလို့ရှိရင်သူနည်းနည်းစိတ်ကမခံချင်မနေနိုင်ဖြစ်ရင်တော့ပြန်လာကောင်းလဲလာနိုင်တယ်ပေါ့နော်ဆိုတော့ပြောလို့မရဘူး39ဆိုတော့ဘာဖြစ်ဖြစ်အရန်ကြီးအရွယ်နှောင်းတော့မရှိဘူးတကယ်ဟိုကောင်းလေ့ကျင့်အချိန်ကြီးမယ်ကြမ်းမာရှိမယ်ဆိုရင်တော့ Jon Jones ကဟိုထိုးနိုင်သေးတယ် Tom Aspinall ကိုလည်းကောင်းunder ပေးနိုင်သေးတယ်အထူးသဖြင့် wrestling ဘိုင်းနေနဲ့သူ့ရဲ့ game plan ဘိုင်းနေမှာဒါ Jon Jones ကအများကြီးကောင်းတဲ့ခါကြတော့ဗောနော်ဆိုတော့ကျွန်တော်စိတ်ထဲမှာတော့သူတကယ်နားယူသွားတယ်ဆိုတာမတင်ကာဖြစ်နေသေးပဲဟိုဘာဖြစ်နောက်ထပ်6လတစ်နှစ်တွင်းမှာလားပြန်လာကောင်းလာလိမ့်လိမ့်မယ်လို့ကျွန်တော်တို့မြင်နေဗောနော်ဆိုတော့ကဲပရိသတ်ကြီးရောဘယ်လိုထင်လဲသူတကယ်ပဲအနားယူသွားပြီလားပြီးတော့ဘာကြောင့်အနားယူသွားတာလဲတကယ်လို့သူတို့ပွဲတာဖြစ်ခဲ့ရင် Tom Aspinall နိုင်မလားဘယ်လိုမျိုးထင်ကြလဲဆိုတာပြောသွားပေးကြပါဦးကျေးဇူးတင်ပါတယ်ကျွန်တော် David ပါ bye bye see you